ဒီတနေ့တာရဲ့ကျေးဇူးတင်စရာတွေထဲမှာကိုစားကျင်တာကိုစမ်းဆောင်နိုင်တဲ့ကိုပို့ပြီးတော့ကျေးဇူးတင်မိပါတယ်။စားကျင်တဲ့အရာကိုစားကျင်တဲ့အချိန်မှာမချေးမနှောင်းလုပ်နိုင်တဲ့အရှိန်ကိုခန္ဓာငွေကြေးအုံနောက်ကိုယ့်ရဲ့လုံနိုင်စွမ်းတွေအားလုံးကိုတကယ်ကျေးဇူးတင်မိပါတယ်။ပြန်တွေးကြည့်မယ်ဆိုရင်ကိုစားကျင်တာတော့မစားနိုင်တဲ့လူတွေလောကကြီးမှာအများကြီးပါစားနိုင်ပါရဲ့လုံနိုင်ပါရဲ့မစားဖြစ်ခဲ့တဲ့သူတွေလည်းအများကြီးပေါ့နော်ဒါကြောင့်မို့လို့အခုလိုမျိုးကိုစားကျင်တာလေးစားနေရတဲ့တကယ်ကိုကျေးဇူးတင်စရာကောင်းတဲ့အခိုက်အတန့်လေးတွေပါပဲရှင်ကျမဒီနေ့စားကျင်စိတ်ပြင်းပြနေတာကတော့တူဘူးတုပ်ပါတူဘူး300 gram ကိုရေ1500 ml နဲ့ကျမတို့အရင်ဆုံးစီလေးတွေခဲလေးတွေမဖြစ်အောင်လို့နာလေးမှွေထားပါမယ်နော်တူဘူးမှွေတဲ့အခါကျမကတော့ဝါလေးကြိုက်တာမို့လို့နနွင်းမှုတ်ရဲ့စားရတာမှုတ်ရဲ့တခါလေးထည့်ထားပါတယ်အားလုံးမှွေပြီးပြီဆိုရင်တော့အစီခဲလေးတွေအားလုံးမပါသွားအောင်လို့စကားလေးနဲ့စစ်ထားပါမယ်တူဘူးကြိုတဲ့အခါအရေးကြီးဆုံးကတော့မီးအချိန်စားဖြစ်ပါတယ်မီးကိုတော့အခက်အေးလေးနဲ့ပဲအနေတော်လေးလုပ်ပြီးတော့တောက်ချောက်လက်ကလည်းအဆက်မပြတ်မှွေနေပါမယ်နော်ကိုကဒီမှွေတာကိုလက်ကိုလျှော့လိုက်ပြီးတော့ရက်ထားလိုက်မယ်ဆိုရင်တူဘူးတွေကအခက်တုံးနေဖြစ်ပြီးတော့ဘလို့မှစမှုမဖြစ်နိုင်တော့ဘူးပေါ့နော်ကျမတူဘူးကြိုတဲ့ချိန်မှာအဓိကသတိထားပြတာကရေမီးအားဖြစ်ပါတယ်အားတော့တကယ်ကိုသုံးရပါတယ်လက်ကလုံးဝလှုပ်လို့မရပဲတောက်ချောက်ကိုမှွေနေရတာပါစပြီးတဲတဲ့ချိန်ကနေနောက်ဆုံးဒီလိုမျိုးကြွက်မီတန်းလာတဲ့အထိဆိုလို့ရှိရင်မိနစ်20နဲ့နာရီဝက်ပတ်ဝန်းကျင်ကြာပါတယ်ရှင်တူဘူးလေးရပြီဆိုရင်ပဲစိမ့်နှံလည်းပျောက်ပြီးရေလေးလည်းခန်းလောက်ဖြစ်ပြီဆိုရင်ခွက်တစ်လုံးနဲ့မှအေးခံထားပါမယ်နော်တူဘူးတုတ်ကလေကျမတို့တောင်ငူသူတောင်ငူသားတွေရဲ့မနက်တိုင်းစားလေးရှိတဲ့ breakfast တစ်မျိုးပါရှင်တူဘူးလေးအေးခံထားတော့တခြားပြင်ဆင်စရာရှိရာတွေကိုပြင်ဆင်ပါမယ်ရှင်ကျမကတောင်ငူကိုလည်းလွှမ်းနေတယ်တောင်ငူကတူဘူးကြော်တုပ်လေးကိုလည်းတတိယတော့မို့လို့သူ့ထဲမှာထည့်စားမဲ့အသီးရွက်လေးတွေကိုပြင်ထားတာပါတခွားသီးရဲ့ပဲဒီပင်ပေါက်ရဲ့ပူစီနံရဲ့နနံပင်လေးရဲ့ဖြစ်ပါတယ်တခွားသီးလေးကိုလှီးနနံပင်လေးကိုလည်းလှီးပြီးတော့ပဲဒီပင်ပေါက်လေးကိုရင်းနှီးဖြုတ်တူဘူးကြော်တုပ်လေးနဲ့တွဲစားကြရတယ်ပေါ့နော်ကျေးဇူးတရားတွေကိုတွေးမိတဲ့အခါကိုယ့်ရဲ့နေ့စဉ်ဘဝလေးတရားပဲရှာဖွေကြည့်ပါနော်ဒီနေ့ကမိုးကလည်းအေးတယ်အတုပ်လေးတုပ်စားမှာဆိုတော့ဟင်းကားကလည်းမပါမဖြစ်ပေါ့နော်အိမ်မှာပဲဒီပင်ပေါက်လေးလည်းရှိတာနဲ့ငရုတ်ကောင်းဟင်းကားလေးချက်ပါမယ်ဘာမှခက်ခဲမဟုတ်ပါဘူးရှင်စိမ့်စားငပိနည်းနည်းလေးရဲ့ပစွန်ကြောက်ကလေးရဲ့အရသာမှုတ်ဂျင်းကြက်သွန်ဖြူလေးထောင်းထည့်ပြီးငရုတ်ကောင်းများလေးနဲ့ကိုနှစ်သက်ရအသီးရွက်လေးခတ်လိုက်လို့ရှိရင်ဟင်းကားလေးတစ်ခုရပါပြီ voice over ထည့်ရတာကိုတိုင်းတိတ်အရင်ကြိုက်နှစ်သက်တာမဟုတ်တဲ့အတွက်ကျွန်မမထည့်တာပေါ့နော်ဒါပေမဲ့အများရဲ့တောက်ဆိုချက်ရ blog လေးတွေက voice over လေးနဲ့ဆိုပို့ပြီးတော့ကောင်းတယ်နားထောင်ရတာရှင်းတယ်စာတွေလိုက်မဖတ်ရတော့အမရိုက်ပြတာလေးကိုတေချာလေးအာယုံစိုက်နိုင်တယ်လို့ပြောတာနဲ့ကျွန်မစူးစမ်းပြီးထည့်ပေးတာပါတချို့အတန်လေးနဲ့ပုံစံလေးကိုပဲစီမျိုးဖြစ်တဲ့ blog လေးဆိုရင်တော့အမ voice over မထည့်ပြဘူးပေါ့နော်တူဘူးကြော်တုပ်လုပ်ဖို့ကအချင်းရည်လဲလိုပါတယ်အချင်းရည်လုပ်ဖို့အတွက်ကိုကျွန်မဂျင်းချက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းလေးကိုကြိုပြီးထောင်းထားပါမယ်ပြီးရင်တော့အဓိကလိုအပ်တဲ့ငရုတ်စီအနီလို့အများစုခေါ်ကြတဲ့ချီလီဆော့လေးကိုကျွန်မသုံးပါမယ်ဒါလေးကချီလီဆော့အဆက်ပေါ့နော်အရင်မဆက်ပါဘူးပြီးတော့မကြီးနှစ်ထည့်ပါတယ်မကြီးနှစ်ကကျွန်မခဲနေလို့ပါပြီးလို့ရှိရင်ငံပြားရည်အရသာမုတ်တကြားဂျင်းချက်သွန်ဖြူငရုတ်သီးစိမ်းထောင်းထားတာထည့်ပါတယ်ရှင်နောက်ဆုံးမှာပြစ်ကလေးလိုချင်တော့ကော်ရည်လေးဖြော်ပြီးထည့်လိုက်ပေါ့နော်တကယ်တော့မထည့်လဲရတယ်ကျွန်မနည်းနည်းလေးချေမိတာငရုတ်သီးကြက်မှုန့်နဲ့နနံပင်လေးကိုနောက်ဆုံးမှာအုပ်လိုက်ရင်တော့ရမ်းမှွေးတဲ့ရမ်းလဲစားကောင်းတဲ့ဆော့လေးရသွားပါပြီဒီဆော့လေးကတူဘူးကြော်တုပ်အတွက်ကိုရမ်းလိုက်ဖက်တဲ့ဆော့ဖြစ်ပါတယ်ဆော့လဲရပြီအသီးရွက်တွေလည်းပြင်ပြီးပြီဆိုရင်တော့ကျမတို့တူဘူးလေးတွေကိုအနေတော့ပါးလေးတွေလှီးပြီးတော့ကြော်ကြရအောင်နော်ကျမလှီးပြတဲ့ပုံစံလေးကိုအနီးကပ်ကောတခြားလေးရိုက်ပြထားပါတယ်ဘယ်လိုလေးလှီးလဲဆိုတာကြည့်ပါနော်တူဘူးလေးကိုအနေတော့တုံးလေးတုံးမယ်ပြီးရင်ဒီလိုအနေလောက်လေးပပလေးလုပ်ပြီးတော့အလဲကနေဓားလေးနဲ့3ချောင်းလောက်2ချောင်းလောက်ဖြစ်အမြောင်းလိုက်လေးပေးလိုက်လို့ရှိရင်ရပါပြီကြော်ဖို့အဆင်သင့်ဖြစ်ပြီပေါ့နော်စီဆူဆူမှလေးမီးအနေတော်နဲ့ဟိုဘက်ဒီဘက်ကိုမကြလေးလှည့်ကြည့်ပြီးတော့လှန်ပြီးတော့ကြော်ပေးပါအကြရင်ကျွတ်ကလေးနဲ့မှုမွေးလေးစားကောင်းတဲ့တူဘူးကြော်လေးရမှာပါတူဘူးကြော်တော့ကတောင်ငူပြန်ရင်မစားဖြစ်တာနည်းနည်းတော့ကြာပြီပေါ့နော်ဒါပေမဲ့ကျွန်မငငယ်တွေကမှတ်မိနေတဲ့တောင်ငူမှာရောင်းလေးရောင်းထားရှိတဲ့တူဘူးကြော်လေးတွေကကျွတ်ကြတာများတယ်ပြီးတော့ဟိုလေးလုံးဘူးလေးထဲမှာထည့်ထားတာပေါ့နော်ဒီတူဘူးကြော်တော့အပြင်ကိုတူဘူးကြော်တီးတန့်လဲရောင်းသေးတယ်ကျွန်မတို့စီမှာငယ်တုန်းကဆိုရင်50ဘူး100ဘူးအဲ့လိုလေးတွေလည်းဝယ်စားခဲ့ပူပါတယ်အခုတော့ဘယ်ဆိုင်တွေမှာဒီလိုပုံစံမျိုးလေးရောင်းသေးလဲတော့မသိတော့နောက်တစ်ခေါက်သွားရင်စမ်းကြည့်အောင်မယ်
ပုံမှန်တို့ဘူးအဆူတုံမှာထဲလေးရှိတာကတော့ကျက်သွန်ဖြူစီချမ်းငံပြားရည်ချင်းရည်အချင်းရည်ကတော့ခုနကကျွန်မပြတဲ့အချင်းရည်နေမဟုတ်ပဲနဲ့မကြီးရည်ကိုပဲအဓိကသုံးပါတယ်နနံပင်ကျက်သွန်မေးကြိုက်နှစ်တက်ရတဲ့အရသာမှုပြီးလို့ရှိရင်ငရုတ်တီကြိုင်ငရုတ်တီထက်ဒါလေးနဲ့ပဲတုပ်စားလို့ရပါပြီတချို့တွေကျတော့6ရွက်လေးထည့်တုပ်စားရတယ်ပေါ့နော်အခုဆိုရင်တော့အရန်စားလို့ကောင်းတဲ့တို့ဘူးတုပ်လေးကိုကျွန်မမြည်နေတာဖြစ်ပါတယ်ဒီကျွန်မ edit လုပ်ရင်အရန်ပြန်စားကျင်လာတယ်တူဘူးကြော်တော့ကတော့တူဘူးကြော်လေးရယ်ဆွဆောကပြင်ဆင်ခဲ့တဲ့အသီးရွက်လေးအစုံရယ် soft တွေရယ်အပေါ်ငံနည်းနည်းမြည်ပြီးတော့အဆက်ကြိုက်တယ်ဆိုရင်အကြက်မှုတ်လေးထည့်ပြီးတုပ်လိုက်ရပါပြီအများစုကတော့ဘာမှထပ်မထည့်ရတာများတယ်ဆော့ထဲမှာကျွန်မကအရသာအလုံးထည့်ပြီးတော့ဖြော်ထားတာမဟုတ်လို့ပေါ့နော်ဟင်းကားလေးနဲ့ထမင်းပူပူလေးနဲ့တွဲစားရင်အရန်စားလို့ကောင်းတဲ့ထမင်းတစ်နက်ဖြစ်မှာပါရှင်ကျေးဇူးတရားတွေကိုအောက်မေ့တဲ့အခါကိုယ့်ရဲ့စိတ်နှလုံးတွေကနူးညံ့သိမ်မွေ့လာပါတယ်ကဲစဉ်းစားကြည့်လေကျွန်မပြောခဲ့သလိုပဲကျမတို့အခုလိုမျိုးလူကျင်နာကိုစားကျင်နာကိုစားနေရတဲ့ဘဝကအရန်ကျေးဇူးတင်စရာမကောင်းဘူးလားမစားနိုင်တဲ့သူတွေလည်းအများကြီးရှိတယ်ပါဇက်မှာအနာဖြစ်နေလို့မစားနိုင်တဲ့သူအစာအိမ်မှာအနာရှိလို့အဆက်မစားလို့မရတဲ့သူတွေဆိုရင်ဒီလိုမျိုးကျမပြတဲ့အတုပ်တွေပဲစားလို့ရပါမလဲပေါ့နော်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်တာသောနေ့လေးဖြစ်ပါစေ